ဒီခရီးစဉ်အတွင်းမှာလည်းဒီမြစ်ဆုံစီမံကိန်းပြန်စားဖို့အတွက်ကိုဆွေးနွေးခဲ့တာတွေရှိပါတယ်မြစ်ဆုံစီမံကိန်းကိုပြန်လည်လှုပ်ဆောင်ဖို့အတွက်ကချင်ပြည်နယ်မှာဆွေးနွေးပွဲတွေလှုပ်ဆောင်နေလို့သိရပါတယ်။အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီးဆက်လုပ်မယ်ဆိုရင်ပြည်သူလူထုရဲ့စွန့်ရင်ပူပန်မှုတွေကိုဘယ်လိုဖြေရှင်းသွားမလဲပေါ့နော်။နောက်တစ်ခုကမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီးအရင်အစိုးရဟောင်းလက်ထက်မှာလည်း AR မြစ်ဆုံမြင့်ညာမြင့်ဝမ်းရေအားလျက်စစ်စီမံကိန်းတွေအတွက်လေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဖွဲ့ပြီးတော့စီမံကိန်းဆက်လုပ်တဲ့တယ်ဆိုတာမျိုးတချို့တာဝန်ရှိသူတချို့ကအရေးမွေပြောခဲ့တယ်လို့ပဲနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာလည်း AR မြစ်ဆုံမြင့်ညာမြင့်ဝမ်းရေအားလျက်စစ်စီမံကိန်းအတွက်ဥဆောင်ဖွဲ့ခဲ့လို့ဒီဖွဲ့တွေရဲ့လေးလာတွေ့ရှိချက်တွေကိုပြည်သူလူထုသိအောင်ချပြသွားဖို့ရှိပါသလားခင်ဗျာဟုတ်ကဲ့ပါဘာလို့ဆိုတော့ကျမတို့ဒီခရီးစဉ်အတွင်းမှာလည်းဒီမြစ်ဆုံစီမံကိန်းပြန်စားဖို့အတွက်ကိုဆွေးနွေးခဲ့တာတွေရှိပါတယ်နောက်တစ်ခုကတော့ဒီကျမတို့နိုင်ငံမှာရည်မှန်းချက်ဒီလျှက်စစ်စွမ်းအားဝန်ကြီးဌာနရဲ့မြို့သားလျှက်စစ်တရားရရှိရေးစီမံကိန်းက2030မှာ100%တနိုင်ငံလုံးပေါ့တနိုင်ငံလုံးတိုင်းတာနဲ့လျှက်စစ်မီရရှိဖို့ရည်မှန်းပြီးဆောင်ရွက်ခဲ့တာပါဒါလည်းကြာပါပြီဒီစီမံကိန်းကအခုမှလုပ်တာမဟုတ်ဘူးသို့တော်လည်းအခုဒါကျမတို့တက်ရောက်လာတဲ့သတင်းတောက်ကြီးများအားလုံးသိပဲဖြစ်ပါတယ်ကျမတို့မီးမရရှိဘူးနေပူပြီးຫນွေရာသီရောက်ပြီဆိုရင်ကျမတို့အခက်ခဲတွေမီးမရတဲ့ဒုက္ခကျမတို့အားလုံးသိပါတယ်အဲ့ဒါကြောင့်လဲဒါပြီးခဲ့တဲ့ဟိုတွေနေကအစည်းအဝေးတွေမှာတော့မှနိုင်ငံတော်သမ္မတကြီးကတကယ်လို့ဒါဒီမြစ်ဆုံစီမံကိန်းကြီးကိုငကိုကအကောင့်ထဲပေါ်နိုင်ခဲ့ရင်အခုချိန်မှာကျမတို့တနိုင်ငံလုံးမီးထိန်နေလင်းနေပါပြီမီးလင်းတာနဲ့အတူနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုဒီမီးမရှိဘဲနဲ့ကျမတို့ဘာမှလုပ်လို့မရဘူးဆိုတာဒါကျမတို့အားလုံးအသိပါပဲဘလောက်ပြရခက်တယ်ဆိုတဲ့အနေထားတယ်အဲ့တော့ဒီမီးရရှိရေးအတွက်ကိုကတော့ကျမတို့ကဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့မှာမှမြစ်ဆုံစီမံကိန်းကျမတို့9ခုပါရှင့်နေရာ9ခုရှိပါတယ်အဲ့ဒီ9ခုမှာဒီမြစ်ဆုံနာက AR မြစ်ဆုံမြင့်ညာမြင့်ဝမ်းဒီစီမံကိန်းအဲ့နာလေးတစ်ခုတည်းတင်ကိုကျမတို့9600နော်မီဂါဝတ်9600ကျမတို့တနိုင်ငံလုံးအတွက်1000ကျော်လိုပါတယ်အဲ့ဒီနေရာလေးတစ်ခုတည်းနဲ့တင်ကျမတို့9600ထွက်ပါမယ်ဒါဆိုရင်ကျင်းသေးတယ်ကျန်တဲ့6ခုပါပေါင်းရင်ကျမတို့ဒါပေးရမယ့်အပိုင်းလဲပေးပြီးရင်ကိုယ့်နိုင်ငံအတွက်လည်းအလုံလောက်ကျန်တယ်ကျမတို့တနိုင်ငံလုံးမီးလင်းသွားမှာဖြစ်ပါတယ်ခုနမေးတဲ့မေးခွန်းကပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုအဲ့တော့ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုမှန်ပါတယ်ပြည်သူတွေစိုးရိမ်ပူပန်တယ်လို့နိုင်ငံတော်သမ္မတကြီးကလည်းစိုးရိမ်ပူပန်ပါတယ်အဲ့တော့ကျမတို့အဲ့ဒီစီမံကိန်းအတွက်ကိုနိုင်ငံတော်သမ္မတကြီးက2025ဇူလိုင်22နဲ့တူတယ်အဲ့တုန်းကပြောခဲ့တာရှိပါတယ်ဒေသခံပြည်သူတွေလက်မခံရင်သဘောမတူရင်ဒီစီမံကိန်းကအောင်မြင်ဖို့မလွယ်ဘူးအဲ့ဒါကြောင့်ဒေသခံပြည်သူတွေရဲ့သဘောထားရယူပါဆိုပြီးတော့လမ်းညွှန်ဒါအဲ့ဒါနိုင်ငံတော်သမ္မတကြီးတောင်မဟုတ်သေးပါဘူးယာယီသမ္မတတာဝန်ယူထားတဲ့ကာလတုန်းကဒီလိုမျိုးလမ်းညွှန်ခဲ့ပါတယ်အဲ့တော့သက်ဆိုင်ရာဒေသခံကော်မတီတွေနောက်ကချင်ပြည်နယ်အစိုးရအဖွဲ့အဲ့တုန်းက2026ဇန်နဝါရီနဲ့တူကျွန်မစာရွက်ကလေးပါပါတယ်အဲ့မှာဇန်နဝါရီလမှာ24ဦးနဲ့ဖွဲ့စည်းပြီးတော့ဒေသခံသူတို့မြေပြင်ကပြည်သူလူထုနဲ့မြေပြင်မှာတွေ့ဆုံဆွေးနွေးပွဲတွေလုပ်ခဲ့တယ်အဲ့ဒီမှာသူတို့ဆွေးနွေးပွဲရလဒ်တွေထွက်လာပါတယ်ဒါလောလောဆယ်တော့ကျမတို့ဆွေးနွေးပွဲရလဒ်တွေမထုတ်ပြန်သေးပါဘူး analyze လုပ်တုံးပါပဲသို့တော်လည်းအဲ့ဒီဆွေးနွေးပွဲရလဒ်တွေကအချင်းချုပ်ပြီးတော့ပြောရမယ်ဆိုရင်တော့နံပါတ်1ကဒီဆွေးနွေးခဲ့တဲ့သူတွေအားလုံးလျှက်စစ်မီလိုချင်ပါတယ်ဒါဒေသခံတွေနော်ဒေသခံတွေအားလုံးဒီလျှက်စစ်မီလိုချင်တယ်ဒါပေမဲ့သူတို့စီမှာတချို့တွေလည်း information မှားတွေရနေတယ်ဒါကြီးလောက်လိုက်ရင်ရေကြီးရေရှမ်းမှုတွေပျောက်သွားမယ်ဒေသခံတွေနေရာတွေဖယ်ပေးရမယ်စသည်ဖြင့်သူတို့ဒဏ်ကြီးကတော့ဘယ်တော့ဘယ်ညာဖြစ်ရင်လူတွေရဲ့အသက်အိုးအိမ်စီးစိမ်စိတ်ပူရတယ်ဒါမျိုးတွေသူတို့စိုးရိမ်ပူပန်မှုတွေရှိပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒါတွေကိုလည်းကျမတို့အသေးစိတ်စမ်းစစ်လေ့လာတယ်ကောင်းကျိုးကဘလောက်ဆိုးကျိုးကဘလောက်ဖြစ်နိုင်တယ် check and balance နောက်တစ်ခုကတော့ balance လုပ်ရပါတယ်စီမံကိန်းတိုင်းမှာအကောင့်လည်းရှိပါပဲအဆိုးဆိုတာလည်းပါပါမယ်အဲ့ဒီအတွက်ကို check and balance လုပ်ပြီးအကောင့်ရာဂိုင်နှုန်းများရင်ဒီစီမံကိန်းတွေကအကောင့်ထဲပေါ်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမြစ်ဆုံစီမံကိန်းကိုအကြမ်းမြင်အားဖြင့်ပြောရင်တော့ဒါကကောင်းကျိုးတွေအများကြီးရှိပါတယ်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပါတယ်အဲ့ဒီရှိနိုင်တဲ့ဆိုးကျိုးကိုလည်းအကောင်းဆုံးနဲ့အနည်းဆုံးပေါ့နော်ဖြစ်အောင်လို့ပညာရှင်တွေကတွက်ချက်ပြီးတော့မှဒါကိုတရားဝင်ကျမတို့ထုတ်ပြန်သွားမှာဖြစ်ပါတယ်ရှင်